ဒီဘဝမှာလှူဒန်းနေတဲ့ပုဂ္ဂိုလ်တွေကနော်လှူဒန်းနေပြီးတော့တာရုခေါ်တဲ့လူတွေကြတော့ဘာဖြစ်လို့တာရုခေါ်တဲ့ပြိတ္တာတွေကြတော့ချက်ချင်းအကျိုးရပြီးတော့ကိုယ်တိုင်လှူဒန်းနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လို့အကျိုးမရသလဲလို့မေးကောင်းမေးချလိုက်မယ်နော်မေးကောင်းမေးချလိုက်မယ်ရေထဲမှာမိုးရွာနေရင်တော့သိပ်မထင်ရှားဘူးပေါ့ရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဒါနကောင်းမှုကမထင်ရှားသလိုဖြစ်တယ်သို့တော်လည်းတကယ်စဉ်းစားကြည့်လို့ရှိရင်ဒါနကောင်းမှုတွေလုပ်နေတဲ့ပုဂ္ဂိုလ်ဟာအစစအရာရာအစဉ်ပြေနေတယ်ဆိုတာတော့သိကြတယ်လူတိုင်းဟာကုသိုလ်ကောင်းမှုလုပ်သူနဲ့မလုပ်သူကအမှန်တမ်းကွာခြားတယ်ဒါအတိတ်ဘဝကအခြေအနေတော့ရှိကောင်းရှိနိုင်တယ်ပေါ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာအားလုံးအစဉ်ပြေလာပြီးတော့လက်လက်ပါရှားပါတယ်လို့မရှိဘူးဘုန်းကြီးတို့လည်းဒါကိုတတိထားမိတယ်ငယ်စဉ်ကနေစပြီးတော့ကိုယ့်ကိုတတိထားမိတာဒါကြောင့်လို့လဲစိတ်ထဲမှာယုံကြည်တယ်ပေါ့နော်အေးကိုရင်းဘဝတွေကရလာတာကိုရလာတဲ့သင်္ကန်းလေးကိုမိတ်ဆွေတွေတကယ်ချင်းတွေကိုမျှဝေပြီးတော့ပေးခဲ့တယ်နောက်ယဟန်ဖြစ်တဲ့အခါကျတော့ယဟန်ခံတယ်ဆိုတော့ယဟန်လောင်းအနေနဲ့လောင်းကြတာလှူကြတာသိစင်းမှရှိတယ်ပေါ့အဲ့တုန်းကလှူသမျှတွေလှူတဲ့သင်္ကန်းတွေမျက်နှာတုပ်ပွားတွေဆပ်ပြခဲတွေဆိုတာလို့အဲ့ဒီယဟန်ခံပွဲမှာတကယ်ချင်းတွေကလည်းလာကြတော့သူတို့ကိုခွဲပြီးတော့လှူလိုက်တာအမှတ်တရပဲအဲ့လိုလှူလိုက်တဲ့အတွက်ကြောင့်သင်္ကန်းနဲ့ပတ်သက်ပြီးတော့ရှားပါတယ်လို့တခါမှမကြုံခဲ့ဘူးပေါ့အစင်းသိမဲ့ကိုယ်မှာရှိနေတာကြီးပဲအဲ့ဒီတော့ကတော့ဒီလိုဒီဌာနရဲ့အကျိုးလို့သိပြီးတော့မသိဘူးနောက်တစ်ခါယဟန်သုံးပါးရတဲ့အခါကျတော့ဆောင်းဝဲတစ်ခုမန္တလေးတက်ကြသည်ဟာစာသင်တန်းကိုအောင်တယ်ပေါ့အဲ့ဒီလိုအောင်တဲ့အခါမှာစာသင်တန်းအောင်တဲ့ပုဂ္ဂိုလ်၅ပါးကိုမဲချတဲ့အခါမှာအကောင်းဆုံးပရိသပင်ကိုပေါက်တယ်အဲ့ဒီတော့ကပရိသပင်ထဲမှာသင်္ကန်းအစုံ30ပါတယ်စပွဲကလထိုင်ဘီတို့အဲ့ရခင်အဲ့ရကရင်အပြည့်စုံအားလုံးအဲ့ဒီခေတ်က9000တန်းဆိုတာအမေတန်မှများတယ်လို့ပြောတယ်။အမှန်ငွေ9000ဆိုတာခုခေတ်9သိန်းလောက်မကဘူးတန်ကြီးရှိတယ်ပေါ့နော်။အဲ့ဒီတော့ကရလာတဲ့သင်္ကန်းအစုံ30ကိုမှတ်ရစကိုင်းကျောင်းဝါဆိုတန်ခါကလည်းပဲအပါ30လောက်ရှိတော့အဲ့သင်္ကန်းတွေအားလုံးဝါဆိုသင်္ကန်းကတ်ဖြစ်ကတ်လှူလိုက်တယ်ပေါ့ဒီလိုကုသကောင်းမှုလုံးလို့ကို့မှာရလာတယ်လို့ဆိုတာကိုနောက်ပိုင်းကျတော့တတိထားလာသို့တော့ရခြင်းလို့လှုပ်တာတော့မဟုတ်ဘူးလှူခြင်းလို့လှူတာပဲလှူတာကတော့ဒါကကိုယ်တွေလေးတွေကိုပြောပြတာပေါ့အဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီဒါနကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်ဟာလိုအပ်ချက်တွေကိုထပ်ပြီးတော့ဖြည့်ဆည်းနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရပေါ့နော်အခုလိုအမတန်မှဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာဘုံညာကရိယာဝတ္ထု10ပါးတဲ့ကပတ္တနုမောဒနာသူများပေးတဲ့ကုသိုလ်လေးကိုသာဓုခေါ်လိုက်တာနဲ့ကိုယ်မှပြည့်ပြည့်စုံသွားတယ်ဆိုတာလွန်နာလို့တော့မဆိုနိုင်ဘူးကုသိုလ်တရားရဲ့အကျိုးတရားဟာချက်ချင်းခံစားရတယ်လို့ဒီလိုဆိုတာเนาะအဲ့ဒါဖြင့်ခုခေတ်လူတွေတာရုတွေခဏခဏခေါ်နေကြတာဘာလို့မရတာတော့လို့မေးကောင်းမေးလိုက်မယ်ခုနလိုပဲရေထဲမိုးရွာနေတာပဲလေကိုကပြည့်ပြည့်စုံနေတာဆိုတော့ဆိုပါတော့ရှိနေတဲ့လူတွေကိုထမင်းတနက်ခေါ်ကြွေးလည်းပဲသိပြီးတော့သူ့မှာစားရလဲသိမထူချဘူးမစားရလဲသိမထူချဘူးဘာလို့လို့ဆိုရှိနေတာပြည့်စုံနေတာမပြည့်စုံတဲ့လူတွေကြတော့အမတန်မှထူချသွားတယ်ပေါ့ခုနမပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့ချက်ချင်းကြီးရသွားတယ်ဆိုအမတန်မှထူချတယ်ဒါကြောင့်မို့သာဓုခေါ်ရင်ကုသိုလ်ရတယ်ဆိုတာဟာဒီအမတန်မှအရေးကြီးတဲ့ပြိတ္တာဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေဖို့တော့ဒီအကျွတ်လွတ်ပွဲတွေလုပ်ပြီးအမျှတမ်းပေးဝေတာအမတန်မှခေါင်းတဲ့လုပ်ငန်းတစ်ခုပဲသူတို့အတွက်သိချက်ချင်းကြီးအကျိုးရှိတယ်လို့ဆိုအဲ့တော့လူသားတယောက်တောင်မှပဲဒီလိုသာဓုခေါ်ယုံနဲ့ကောင်းကျိုးချမ်းသာတွေရတာမရှိဘူးလားလို့ဆို950ဇာတ်ထဲမှာသင်္ခဇတ်ဆိုတာရှိအဲ့ဒီသင်္ခဇတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားလောင်းသင်္ခပုံနာကြီးကကုသကောင်မှုလုပ်ပြီးတော့ပင်လယ်ထဲသွားတဲ့အခါသင်္ဘောပြစ်သွားတယ်
ပြတ်တဲ့အခါသူ့နောက်ကပါလာတဲ့သူ့ရဲ့အဖော်သူ့ရဲ့တပည့်နဲ့သူတို့နှစ်ယောက်ပြင်ချက်တစ်ခုပေါ်မှာမျောပါပြီးတော့9 ရက်လုံးလုံးပင်လယ်ထဲမှာဒုက္ခရောက်နေကြတာသူလှူခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ပင်လယ်ဆောက်နတ်သမီးကလာပြီးတော့ကဲတယ်ကဲတဲ့အခါမှာသင်္ခပုံနာတယောက်တည်းပဲကဲတယ်ကျန်တဲ့ပုဂ္ဂိုလ်မကဲဘူးဘာဖြစ်လို့မကဲလဲလို့ဆိုသူ့မှာဘာကုသိုလ်မှမရှိဘူးသူတို့ကကုသိုလ်ရှိမှကဲလို့ရအဲ့တော့လူဆိုတာတနာခြင်းပဲလို့တနာလို့မရဘူးဆိုတာရှိတယ်နော်ကမ္မပါရင်တနာလို့မရဆိုပါစို့မြတ်စွာဘုရားဟာအမှန်တမ်းကြီးမားတဲ့တကုရှင်ဖြစ်ပေမဲ့လို့လူတိုင်းကိုအေဟိဘိက္ခုခေါ်ပြီးတော့တကုနဲ့ပြီးတဲ့တပိတ်သင်္ကန်းပေးလို့မရဘူးကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်သာကံကိုလမ်းဖွင့်ပေးတဲ့သဘောလောက်ပဲရှိတယ်အတိတ်ဘဝတုန်းကသင်္ကန်းတပိတ်လှူပြီးတော့ဆူတောင်းခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်လို့ရှိရင်မြတ်စွာဘုရားတောင်လုပ်ပေးလို့မရဘူးဆိုတာရှိတယ်နော်အဲ့တော့အဲ့ဒီလူကုသိုလ်ကံမရှိသည့်အတွက်ကြောင့်နတ်သမီးကလစ်လျူရှုထားတော့ဟိုဘုရားလောင်းသင်္ခပုံနာကသူကနားလေတယ်သူ့ကိုကယ်ဖို့ပြောတဲ့အခါကျတော့မကယ်ဘူးကွာအဲ့တော့သူ့ကိုကုသိုလ်ရှိအောင်ဘယ်လိုလုပ်ပေးတော့ဆိုတော့လမ်းမှာလာတော့ငါလှူခဲ့တဲ့ဖဏတ်တို့ထီးတို့လှူခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတယ်အဲ့ဒီကုသိုလ်ကိုမင်းအတွက်အမျှဝေပါတယ်ဆိုတော့ဟိုလူကတာရုခေါ်အဲ့ဒီတာရုခေါ်လိုက်တဲ့အခါမှာသူ့ကိုကယ်လို့ရသွားတယ်ကဲတာရုခေါ်တဲ့ကုသိုလ်ဟာလူသားစင်စစ်ပေါ်မှာလည်းအကျိုးသက်ရောက်မှုရှိတယ်နော်အဲ့ဒါကိုသတိထားမှာပေါ့